14 ရက်ဒီဇင်ဘာ2025ရွှေဆန္ဒရှင်များကြီးဖြစ်ပါတယ်အဗဟံပဟိအန္တစီယံတိကတံအမိတံဣရဇံလာလိတံအတုလံစရဏန္တိဥပဒမံယတံဒုက္ခတံတရဏံပုဏ္ဏမာမိစီနံရာဂုံတော်ပေါ့ပြည့်စုံတော်မူသောယေရှုတတ်ပေါ်ရှိသောဆန္ဒရှင်များကြီးဖြစ်ပါတယ်